အားလုံးပဲမင်္ဂလာပါဒီနေ့ကိုကအမေများနေရဲ့ water slide လေးလုပ်ပတ်မှာပဲဖြစ်ပါတယ်အဲ့ဒါဘာလုပ်မလဲဆိုတော့ဒီက activator လုပ်မယ်ပြီးတော့ကော်လုပ်မယ်ကော်က white glue လေးရတယ် clear glue လေးရပါတယ်ပြီးတော့ slide လုပ်မယ်ခွက်ရည်စွန်းရည်လုပ်မယ်ဒါကတော့ရေပါအဲ့ဆိုရင်စလုပ်လိုက်အောင်အဲ့ဆိုရင်ဘိုးဆုံးကော်ရင်ထည့်မယ်ကော်ကဘာကော်ဆိုရပါတယ်ကိုကတော့ဒီ clear glue ပဲတောင်းလိုက်ပါတယ်ဒီထဲမှာအယောင်နည်းနည်းပါသွားတယ်ပေါ့နော်ပြီးတော့ကော်လေးထည့်ကိုလိုတလောက်ပဲထည့်ပါပြီးတော့မွေပေးပါမယ်မွေပြီးရေလေးကိုထည့်ပါမယ် water slime ဖြစ်တော့ရေကိုနည်းနည်းများလေးထည့်ပါတအားများရင်လည်းမကောင်းပါဘူးပြီးတော့ကော်နဲ့ရေနဲ့ရောမွေပါမယ်ကိုကတော့အဝါရောင်လေးထည့်လိုက်ပါမယ်အယောင်ကမထည့်လေးရပါတယ်ကိုကဆော့လောင်လို့ထည့်ရပါပြီးတော့အယောင်နဲ့ကော်နဲ့ရောမွေပါမယ်မွေပြီးရင်တော့ activator လေးကိုနည်းနည်းချင်းစီပဲထည့်ပါမယ်တခါရဲ့အများကြီးထည့်လိုက်ရင်မကောင်းပါဘူးဒီလို activator ထည့်ပြီးဆိုရင်ကြာလေးမွေပေးပါရနေပါပြီတော့ activator လေးနဲ့ထည့်ပြီးမွေလိုက်ရုံပဲရှိတော့ပါတယ် slime ရဝိုင်းပြပေးပါမယ် slime ကရသွားပါပြီသူကကိုကရေနည်းနည်းလိုရပါတော့ water slime ဆိုတော့ရေနည်းနည်းများလေးပူထည့်ပေးရပါတယ်လုံးဝဆော့လို့ကောင်းပါတယ်သူကအခုမွေထားတော့အမြုပ်လေးနည်းနည်းထားနေပေါ့နော်ပူစပေါင်းလေးထားနေအဲ့ဟာကိုဘူးထဲမှာတရက်လောက်တင်ထားလိုက်အကြည့်အောင်လေးရလာမှာပါဒီလုံဒီလေးကိုကြိုက်လေလိုက်လို့ကြပါအရင်ဆင်ပြေပါတယ်ဆင်လည်းဆော့လို့ကောင်းပါတယ်ဒီထဲမှာ slide အလားဆင်ရှင်နာလေးထည့်လေးရပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီ slide လုပ်နည်းလေးကိုသဘောကျရင်လည်းလိုက်လို့ကြပါကိုယ့်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပါဒီဗီဒီယိုလေးအောက်မှာလည်း like ပေးတော့ပါအားလုံးပဲ bye bye